Hello everyone. ဒီနေ့ဒီချိန်ကဘာလေး sharing လုပ်ချင်လဲဆိုရင် grade 9နဲ့အတွက် sharing လုပ်ချင်ပါတယ်grade 9 unit 1 lesson 3မှာဖြစ်မယ်ဒီနော်အဲ့ lesson 3မှာက grammar နဲ့သက်ဆိုင်တဲ့လေ့ကျင့်ခန်းလေးရှိနေမှာပါunit 1မှာ teacher တွေပထမအဆုံးဘာကိုစတွေ့ရပြီလဲဆိုရင်ဘာ pattern လေးလဲဆိုရင် would you mind do you mind ဆိုတဲ့အကြောင်းအရာလေးပါရှင်အဲ့မှာ teacher တွေ formula လေးကိုအရင်မှတ်မယ်making request လုပ်မယ်ဆိုရင် would you mind or ဒါမှမဟုတ်လဲ do you mind plus verb ing ဖြစ်ပါမယ် and then asking for permission လုပ်မယ် okay asking for permission လုပ်မယ်ဆိုရင်အဲ့ဒီ sentence တွေဒီ can I ဒါမှမဟုတ် may I နေနဲ့စနေမယ်အဲ့ဒီခါမှာ grade 9တွေက would you mind plus if ဒါမှမဟုတ် do you mind plus if formula ကိုသုံးပြီးတော့ဖြည့်ပေးရတော့မယ် so okay ဒါဆိုရင် teacher က for example လေးတွေနဲ့ exercise လေးနဲ့လုပ်ပေးပါမယ် number 1မှာလာပြီး feed the cat why I'm away ဒါကို teacher တို့က would သုံးပြီးတော့ exercise လုပ်မယ်ကဲလာပြီ would would you am I and mind would you mind ရှုပ်ဒီ may I လည်းမဟုတ်ဘူး can I လည်းမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့် would you mind plus verb ing ပုံစံကိုသုံးပေးရတော့မယ်နောက်ကြောင့် would you mind ကိုတော့ teacher ကရေးပြီးပြီအဲ့ဒီခါ ing ပြောင်းရမယ် verb ဒီ feeding feeding would you mind feeding ဆိုပြီးတော့ကျန်တာကိုဆက်ရေးသွားလို့ရပြီ the cat WHILE I'm away လေးတွေတရားရောက်စီကနေ teacher တွေ making request လုပ်နေရဖြစ်တဲ့အတွက်ကြောင့် at the end of the sentence you have to put the question mark စာကြောင်းဆုံးရင် question mark ထည့်မယ်နော်မေးခဲ့လို့မရပါဘူး number 2 can I borrow borrow your bike can I borrow your bike so okay အဲ့ဒီမှာဘာနဲ့မိကုံလောက်ရမှာလဲဆိုရင် do လို့သူကပေးထားပြီ so okay ဒါဆိုရင် teacher တွေ sentence ကိုကြည့်လိုက်တော့ sentence ကိုဖတ်လိုက်တော့ဘာလေးတွေ့လဲဆိုတော့ can I နဲ့စနေတာတွေ့တယ် okay ဟုတ်ပြီဒါဆိုရင် teacher ကတော့ formula ပေးထားတယ်လေ can I နဲ့ may I နေဆိုရင် would you mind plus if pattern ကိုသုံးလို့ပြောထားတယ် do လို့လည်း bracket ထဲမှာပေးထားတယ်ဒါဆို teacher ကရေးလိုက်မှာပေါ့ do you mind if I borrow borrow your bike question mark လေး formula လေးကိုသိနေရင် easy ပါเนาะအဆင်ပြေသွားပါလိမ့်မယ် don apostrophe don't tel till don't anyone anyone our secret secret don't tell anyone our secret okay ဒီစာကြောင်းလေးမှာတို့တွေက do လို့ bracket ထဲမှာ match ပေးထားတယ် so ဒါဆိုရင်တို့တွေဘယ်လိုလေးစမလဲ can I မဟုတ်ဘူး may I မဟုတ်ဘူးအဲ့ဒီတော့ do you am I and mind do you mind okay ဒီမှာတော့ဒီထဲ don't tell ဖြစ်နေတယ် verb ing ကဘာကိုပြောရမှာလဲဆိုရင်တို့တွေက don't ဆိုတော့ not ပေါ့သူ့ရဲ့နောက်မှာ verb ရှိနေတယ် tell ing telling not telling anyone anyone our secret ဒါလေးပဲ do you mind not telling anyone our secret number 4 is okay you are in a taxi you are in a taxi မင်းက taxi ပေါ်မှာပေါ့ you don apostrophe don't you don't want
the driver driver so fast fast အဲ့ဒီမှာ instruction တွေ would လုပ်ပေးထားတယ်နေ့ဒီ share ရေးစာကြောင်းလေးကို check up လုပ်လိုက်တော့ can I မဟုတ်ဘူး may I မဟုတ်ဘူးမဆက်လို့ enter ခေါက်လိုက်ပါတယ်နော် can I မဟုတ်ဘူး may I မဟုတ်ဘူးအဲ့တော့တို့တွေသုံးရမယ် formula က would 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 you mind would you mind နော်မြန်မမောင်းပါနဲ့လို့တို့တွေကအငင်းတဘာဝပြောချင်တာအငင်းသဘောပြောချင်တာမြန်မမောင်းနဲ့ဒီလိုမျိုးပြောချင်တာဖြစ်တဲ့အတွက်ကြောင့်တို့တွေက would you mind ရဲ့အနောက်မှာ not ထည့်လိုက်ပြီးမောင်းသည်ဆိုတော့ drive ကို ing သုံးပေးရတော့မယ် driving not driving ကျန်တာလေးက so fast fast okay ဒီလိုစာကြောင်းလေးတွေဆိုရင်တော့နည်းနည်းတတိထားလိုက်ပေါ့နော် you are in a taxi you don't want the driver so fast instruction လေး would ပေးထားတယ် so would you mind not driving so fast စာကြောင်းကတော့အရှိကြီးပဲဒါပေမဲ့ဘာကိုဖြေရမှန်းမသိပျောက်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော် example လေးဖြေပေးထားပါပြီ number 5 is may I go out may I go out tonight may I go out tonight ဒီနေ့ညအပြင်ထွက်လို့ရမလား okay may I ဖြစ်နေရဲ့ဒါဆိုတို့တွေသုံးရမယ့် formula ရှိမယ် would instruction က would ပေးထားတယ် so အဲ့ဒီတော့တို့တွေသုံးလိုက်မှာပေါ့ would would you mind ကလေးတွေ grade 9 နေ may I နေ can I နေဆိုရင် would you mind or do you mind plus if formula เนาะအဲ့တော့တို့တွေတောင်းလိုက်ပြီး would you mind if may ကိုဖြောင်းလိုက်ပြီး I go out tonight would you mind if I go out tonight okay ဒါဆိုဒီချက်ဒီ formula လေးကို the last time နောက်တစ်ချိန်နောက်ပြန်ရွေးပေးပါမယ် would you mind do you mind grammar exercise လေးလာပါမယ် making request လုပ်မယ် would you mind plus for ing ဒါမှမဟုတ်လဲ do you mind plus for ing would နဲ့လုပ်ရမှာလား do နဲ့လုပ်ရမှာလားကတော့သူက instruction ပေးပါလိမ့်မယ် next နောက်တစ်ခုကတော့ asking for permission asking for permission မှာတော့ teacher တွေက read the sentences စာကြောင်းလေးကိုဖတ်ကြည့်မယ် if you see can I ဒါမှမဟုတ် may I ကိုတွေ့နေတယ်ဆိုရင်တော့သုံးရမယ့် formula က would you mind plus if ဒါမှမဟုတ် do you mind plus if pattern ဖြစ်တယ်လေးတွေပြီးတော့နောက်ထပ်မေးခွန်းပုံစံလေးကmaking request เนาะwrite the sentences with making request တို့ဒါမှမဟုတ် write the sentences use asking for permission တို့ဒီလိုမျိုးတွေအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့เนาะဒါကတော့ would you mind do you mind နဲ့ပတ်သက်ပြီးတော့sharing လုပ်တာပါရှင်ဒီမှာလည်း teacher exercise လေး5ခု sharing လုပ်ပေးထားပါတယ်ပေါ့เนาะနည်းနည်းခက်မယ်ထင်တာလေးတွေကလေးတွေမျက်စိထဲမှာနည်းနည်းရှုပ်မယ်ထင်တာလေးတွေတော့ရွှေ့ပေးထားပါတယ် feed the cat while I'm away can I borrow your bike don't tell anyone our secret you are in a taxi you don't want the driver so fast may I go out tonight soပြီးတော့ all together 5 sentences 5 example ရှိပါတယ်လေဗီဒီယိုကို slow လုပ်ပြီးတော့ဒါမှမဟုတ် pause လုပ်ပြီးတော့လေ့ကျင့်ကြည့်ပါနော်ဒါဒီသင်ခန်းစာဒီ unit 1 lessons 1မှာပါလာမယ့်ပထမဦးဆုံးသော grammar exercise လေးဖြစ်ပါတယ်ရှင် It's okay thank you for watching